ဒီနေ့ကတော့ beach သွားမှာဖြစ်ပါတယ် outfit ကတော့ရထား3နာရီလောက်စီးရမယ်ဆိုတော့ပေါ့ပါဝယ်ထားရပေါ့နော် beach ရောက်မှလဲမယ်အားလုံးပဲဒီမှာတွေ့မယ် I'm so excited သူက2နာရီလောက်စီးရမယ်လို့ချိန်ထားရပေါ့နော် crazy ဒါက train ticket ပေါ့နော်ဒါကိုဒီမှာလက်မစကလာပြီးဖြတ်ပြီးမှာပေါ့နော် Yes thank you Okay ဒါဆိုလက်မဖြတ်ပြီးသားရေပေါ့နော် We to Southampton အခုက Southampton Gate ကိုရောက်ပါပြီဒီကနေမှတစ်စင်းမြို့ထဲကိုသွားမှာဖြစ်ပါတယ် Starbucks လေးကလုံးဝတသေးလေးဆိုတော့သူပုံစံလေးကချစ်စရာလေးမကြည့်အောင်တမျိုးလေးပေါ့နော်အမြင်တမျိုးလေးထူးဆန်းဒါက Hampton downtown area ပေါ့နော်ဆိုင်တန်းလေးရလိုလေးတွေအကုန်လုံးက chill relax အေးဆေးပဲဒါလေးဆိုမျက်မှန်ဆိုင်ကြည့်ပါအောင်ချစ်စရာလေးအခုက Hampton downtown ရောက်နေရပါတော့တာဒါဒါကသူတို့အရင်အေးဆေးပဲဒီနားလေးမှာတော့ကိုရှာတီဦးလည်းကောင်းတဲ့ချိန်ပါနော်ဒါလေးကဒီတိုင်းကြည့်လိုက်ဒီတိုင်းအပင်လေးလို့ပေါ့နော်အပင်အိုးလေးပေါ့ပန်းပစ်အိုးလို့ထင်ရတယ်နော်တကယ်တော့ပန်းပစ်အိုးမဟုတ်ပါဘူးဒါကထိုင်ကုန်ဖြစ်ပါလေရှင့်သူရဲ့ creation ပေါ့နော် art piece တခုပါခုနမှာဆိုရင်ထိုင်ကုန်လေးနဲ့table ပေါ့နော်စပွဲရှိရယ်လိုမျိုးလေးပါ Hampton ဒီနားလေးကအရန်တာရတယ်တော့ကြည့်ပါဦးစိမ့်ဆိုနေရတယ်ပန်းချံထဲမှာအနာအယူပြီးတဲ့အခါကျတော့ဒီမြို့ထဲဘက်ကိုပြန်ပြီးလမ်းလျှောက်လာတယ်ပေါ့နော်မြို့ထဲကလေအဲ့လိုမျိုးတူကလေမနက်9:00 နာရီလောက်တော့ရှိပြီပေါ့နော်ပြီးဆိုရင်လေ ACC chill လေးလာ coffee လေးတောက်လမ်းလေးပါလေးရှောက်အဲ့လိုမျိုးပုံစံလေးပေါ့နော်ဒီဆိုင်ကလေ orchid ရောင်းတာတစ်ခွပန်းတွေကိုလှုပ်ထားတာအရန် fancy ဖြစ်တယ်ဒီ old ဆိုရင်ဒီ cactus old ဆိုရင်$1200ရေးရတယ်ဒါ Hampton downtown area ဖြစ်ပါတယ်ဒီမှာပြည်တင်မီလို့$1ထဲလိုက်ရင်သူက fortune ပေါ့နော်ကိုပြည်တင်မေးလို့ရတယ် Okay အခုကfortune ထဲလာပေါ့နော်ပြည်တင်မေးမှာဖြစ်ပါတယ်$1နဲ့My name is Zoltar the Gypsy, and I have some words of wisdom to bring you much happiness. As you travel through this life, remember this. If you think you can, or you think you can't, you're right. Go ahead and let Zoltar tell you more. Ooh. I see you over there. Yes, you. Come
Come on over and let Zoltar be sharing with you your fortune. โอ้ lucky number ပေါ့နော်အဲ့တော့ထီထိုးမယ်ဆိုရင်ဒီနံပါတ်လေးနဲ့ထိုးပေါ့နော် तू ကနေ့စစ်ထဲမှာရှိတာမှန်တယ်ထင်တယ်ဆိုလောက်တာလောက်တယ်အဲ့ဒါဟုတ်တယ်မှန်တယ်အဲ့လိုပြောတယ်ပေါ့နော် It's okay thank you so much okay ဘေးနဲ့ဆရာတော့မကြောက်နဲ့ဒူးတာဒူးလို့တော့ပြောလိုက်ပြီပေါ့နော် okay အခုစားတယ်သွားပဲဒူးတော့ပဲ Sugar falls in, I stir it slow, let the calm begin. In these quiet hours, I feel at ease, like simple magic in moments like these. I find the magic in the everyday. ဂျာက Ralph Lauren ဆိုင်ပေါ့နော် Hampton ကအိုးရှမ်းမိုက်တယ်ကန်းကြီးမသွားခင်မှာနီးလေဆာစားမှာပေါ့နော်အခုဒီဆိုင်လေးမှာနီးလေဆာစားဖို့ရွေးထားတယ်ပေါ့နော်မီကတော့ pasta စားတယ်မီစားရဲ့ pasta 56ကျပ်ပေးရတယ်ပေါ့နော် okay ဒါစားပြီးရင်ကန်းကြီးသွားမယ် Scoop of beef. Beach မှာလေအကောင်ကရေကူးပစုံပတ်ထားဆိုတော့လေသူတို့ privacy ကိုနားလဲတော့အပြင်တော့ဗီဒီယိုမရိုက်ခဲ့ဘူးပေါ့နော်။ဟာနယူးယောက်ကိုပြန်มาပေါ့နော်။ယထာဆောင်နေရဒီမှာဆောင်လို့ရတဲ့နေရာရှိရပေါ့နော်။ Waiting room ဖြစ်ပါတယ်။သူကလေလုံးဝဟိုးအရှင်ခက်ကလေရုပ်ရှင်တွေကယထာဆောင်တဲ့နေရာနဲ့တော်တူတယ်။ဒါဆိုသူရေးထားရကွာ။ဘယ် train ဘလို့ဘယ်အချိန်မှရောက်မယ်ဆိုတာမျိုး။ Now မီတို့ train က New York ကို35မိနစ်နေရောက်မှာပေါ့နော် New York train က။ဒီမှာလည်းသူတို့ update တွေရှိရ။ Okay ပါအခုကတော့ New York City ကိုပြန်มาဖြစ်ပါတယ်ဒီက beach ကလေအရန်တန့်တယ်ဒါပေမဲ့လူအရန်များတဲ့အခါကျတော့နည်းနည်းလေးညစ်တော်တော့ဖြစ်နေရပေါ့နော်လူနည်းနည်းနေရင်တော့ပိုတက်ပြီးမှ band နေလဲရှိရဲလို့တော်တော် chill ဖြစ်တယ်ပေါ့နော် Okay ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒါ passion လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် bye bye